ငါเจ้าငါသိကျွန်တော်ရဲ့မိတ်ဆွေတွေကိုเจ้าကိုသိအောင်လုပ်ဒီကမ္ဘာလောကကြီးမှာကိုเจ้าကိုသားအသေးဆုံးဒီလိုပဲကိုเจ้าကိုလက်လီကိုရှူသွားတယ်ကိုပါပဲခြားသူတွေသိရဆိုတော့ကိုရဲ့เจ้าကိုဖော်ပြပေးထားတယ်မိခွက်ရဲ့အပြင်ဘက်ကအစာလေးသေးသေးမြတ်တော့မိခွက်ထဲကရှီလျာရဲ့ပိတ်စာကိုတော့ကိုသားအသေးဆုံးအင်္ဂလိပ်စကားစုလေးတစ်ခုရှိ Don't talk about me. You don't know about my story. ငါတမိုင်းကိုမင်းမသိပဲငါအကြောင်းကိုမပြောပါနဲ့ဒီလိုပဲကိုအကြောင်းကိုဖော်ပြပေးထားတဲ့မိခွက်ရဲ့အပြင်ဘက်ကအစာလေးသေးသေးလေးလာကိုပဲသိပြီးပေါ့တကီယာတွေရှောက်ပြောနေတဲ့သူတွေကိုတွေ့ရရင်လည်းသိပြီးကျူးဆက်မှုကိုအကြောင်းကိုသားအကြီးဆုံးကိုအကြောင်းကိုသိနေရင်ဘာတွေရနိုင်တယ်လဲဘာတွေလုပ်နိုင်ကိုအကြောင်းကိုသိနေရင်ကိုထင်ကြောင်းနိုင်ကိုယ်စိတ်ကိုဒုက္ခတောကတွေပြင်းနေတဲ့နေရာတွေတတ်နိုင်သောကင်းဥရောက်နေသွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီစိတ်ဒုက္ခတောကတွေမဖြစ်ဘူးကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်ဖို့ကိုယ်စိတ်ကိုသိအောင်လုပ်ကိုကြောင့်ကိုသိအောင်လုပ်အောင်ပြင်အောင်စီကျွန်တော်ကောင်းမဲ့ပါ